မာစတွေ့ခဲ့တာဘယ်လိုကောင်းမလဲလဲကြာရင်ငါတော့ယူမယ်ရှင်မတွင်နေပြီးချင်းရဲ့ဘာရလာနဲ့ခိုင်မာနေတဲ့စိတ်လဲကြာရင်ရပြောတော့မယ်တွေ့ဝေတာတွေခုချက်ချင်းဆုံးလိုက်တော့မယ်ချစ်ဆိုရရာကိုငါမသိခံစားချက်လဲငါမှမရှိရှင်တန်နေတဲ့လူဘဝမှာပျော်ရွှင်စွာနဲ့အသက်ဆက်ပြီးစကားတန်တွေကိုပဲကြားနေပြီငါညီလို့တော့လက်အကြည့်ဒီချိန်မှာပဲလှလှပပမင်းပြောင်းဝင်နဲ့စတွေ့ပြီးတွေ့တော်တွေယုံထွက်ပြီးငါ့ကိုကြည့်တဲ့အချိန်မှာအိတ်ခက်ပြီးငါစိတ်တွေလွင့်ပါပြီးမင်းတို့သွားတဲ့ဟိုဝဲစီနောက်တော့ငါတွေ့ကြည့်ရဲ့မျက်စုရှာလွတ်နဲ့အကြည့်တွေနဲ့အိမ်ပြပါညစီရစမင်းနဲ့ခံငါကိုနှိမ့်ဆက်ဘယ်လိုကောင်းမလဲလဲကြာရင်ငါတော့ယူမယ်ရှင်မတွေပြီးချင်းရဲ့ဘာရလာနဲ့ခိုင်မာနေတဲ့စိတ်လဲကြာရင်ရတော့တော့မယ်တွေ့ဝေတာတွေခုချက်ချင်းဆုံးလိုက်တော့မယ်မိကလေးညာချင်းနဲ့ငါပတ်သက်ပြင်ပကြီးမှုကအစမပြတ်တေချာတွေ့ချတော့တွဲရက်နဲ့နောက်တော့ဘာလို့ညာလို့တန်တွက်လူတွေအားလုံးကိုကြည့်လိုက်အောင်ချစ်ဆိုတာနဲ့ဘဝတစ်ခုလုံးရှင်းတန်နေထိုင်သွားလာကြတဲ့ငါဟာဒီမှာထိုင်နေတော့မင်းကိုတွေ့တဲ့နေကစားပြီးငါမှအိန္ဒိယစားမြချစ်ပြီးနေရဲ့ညရဲ့တောင်းနဲ့လမ်းပြီးဓာတ်တွေအားလုံးကိုမင်းတွေ့ပြီးအဲ့ဒီမှာစတွေ့တာငါခံစားချက်ရဲ့အဖြစ်ကိုရှာအဲ့ဒီမှာစတွေ့တာသူစင်စွာနဲ့မင်းကိုချစ်တာမင်းရဲ့ကြည့်ငါဟက်ကိုချစ်အဲ့ဒီကြည့်ကစတွေ့ပြီးအိမ်တွေကြီးနဲ့ငါလိုကောင်းငါမင်းရဲ့ရှင်မခလုတ်တိုင်းပြီးစကားလုံးချစ်ငါမစိုးအမီမင်းမျက်နှာကပြုံးစီစီဒေတာကနေချစ်ဘဝတီးချစ်ဆိုရဘာမှရှိဘယ်လိုကောင်းမလဲလဲကြာရင်ငါတော့ယူမယ်ရှင်မတွင်နေပြီးချင်းရဲ့ဘာရလာနဲ့ခိုင်မာနေတဲ့စိတ်လဲကြာရင်ရတော့တော့မယ်တွေ့ဝေတာတွေခုချက်ချင်းဆုံးလိုက်တော့မယ်ဆုံးတွေ့တာဒီဘဝမှာငါမင်းကိုပြောနေစေပါငါတိုင်းငါရောက်သေးလားတို့ယောက်ျောင်းစဉ်းစားနေတာရင်ကလုံးနေတတ်ပါအိမ်နာတော့ရှိပြီးလို့လားငါရောလာရှိတဲ့ဒီမှာမင်းနဲ့တွေ့ပါပြီမှာဘယ်လိုကောင်းမလဲလဲကြာရင်ငါတော့ယူမယ်ရှင်မတွင်နေပြီးချင်းရဲ့ဘာရလာနဲ့ခိုင်မာနေတဲ့စိတ်လဲကြာရင်ရတော့တော့မယ်တွေ့ဝေတာတွေခုချက်ချင်းဆုံးလိုက်တော့မယ်အဲ့ဒီမာစတွေ့ခဲ့တာ